အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မြန်မာရသ YouTube channel လေးမှာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့မြန်မာရသ YouTube channel လေးကနေပြီးတော့စာရေးဆရာမမော်အီဂရီရေးသားတင်ဆက်ထားတဲ့ရွာရဲအလောင်းကောင်ဇလံအပိုင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလံလေးမစားမိပါလေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာကဲအားလုံးပဲ ready ဖြစ်ပြီဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ဗျာဦးကျော်တင်ဟာရုတ်တရက်ထားပြီးငါ့ကိုစားကြွေးပါငါစားနေပြီထို့သောပါဇက်ကတော်ပြောနေသည့်ဦးကျော်တင်ဟာမြတ်ခွန်ညိုဟာဖေးဘာစားမှလဲထို့သောမေးလိုက်ဟာဦးကျော်တင်ဟာမျက်လုံးပြူ၍အမေသားရွာမတစ်ခါလေးမှပေါ်တာလေဖေးရဲ့ရတယ်နောက်ပိုင်းမှာရှိတယ်ညာသူတို့ပေါ်တယ်မြတ်ခွန်ညိုဟာခေါင်းကိုညှိ၍ထရန်ပြင်ဆင်ငါအခန်းထဲပြောင်းမယ်နေအောင်မထိချင်ဘူးအဖေအခန်းထဲမှာတအားမှောင်နေရလေမောင်စီငါအမှောင်တာပဲကြိုက်တယ်သွားမေးသာရအောင်ထွဲခဲ့ဟုတ်ကဲ့မြတ်ခွန်ညူဟာခေါင်းလေးညှိကအိမ်မော်ကဆင်း၍လာပါတော့တယ်သူဖေဦးကျော်တင်ဟာအစားလည်းမကြမ်းစကလုံးတွေကလည်းကြမ်းတာမဟုတ်လွန်စွာအေးစေးတည်ငြိမ်နူးညံ့သည့်ဖခင်တယောက်အခုတော့ဟဲ့မြတ်ခွန်ညူငါတို့ကြားတာဟုတ်လားတရားရဲနေတငယ်ချင်းဖြစ်၍ချစ်ပွင့်နဲ့လမ်းမဆုံတော့မေးလိုက်လေသည်ဘာဟုတ်လဲဦးလေးကြော်တင်လေဖုတ်ဝင်နေဆိုလို့မြတ်ခွန်ညူဟာဘလို့ဖြေရမှမသိတေဘီကမှထမင်းထစားကြောင်တကြီးကအလောင်းကိုကြောထထိုင်တဲ့သူ့ဖေကိုသူနားလဲ၍ခတ်နေရသည်ဖုတ်ဝင်မြန်ထုတ်လိုက်မြတ်ခွန်ညူဦးလေးကြော်လင်းတွေ့လည်းမကောင်းဘူးငါဘာလို့ရမှမသိဘူးအဖိုးညိုရှိတာပဲအဖိုးညိုလောက်တတ်ပါတယ်မြတ်ခွန်ညိုမျက်လုံးထဲတွင်အဖိုးညိုရဲ့ပုံရိပ်ပေါ်လာပါတော့တယ်အဖိုးညိုဟာဘိုးတော်လိုဘေးတင်လိုရွာထဲမှာအကြောင်းရှိကခေါင်းရင်းတက်ထိုင်သည့်လူမျိုးတကြီးကတော့ပြောနေအဖိုးညိုအနောက်ပိုင်းမှာအဘွားလေးတန်းဖုတ်ဝင်တော့သူထုတ်ပေးလိုက်တာလीငါမသိဘူးဟာသူတို့ဘာသာသူတို့ကြည့်စီတင်လိမ့်မယ်သွားအောင်မချစ်ပွင့်ရေးဘယ်တော့မှလဲဟာအနောက်ပိုင်းမှာအမဲရမယ်ဆိုလို့စကားဆက်ရှိနေမေးဆိုရင်မြခွာညိုချစ်ပွင့်ရှိမှခတ်တို့ထွက်လာခဲ့ပါတော့တယ်ငါ့ကိုဘာလုပ်ကြမလို့လဲအတန်လေးကြီးနဲ့ပြောလိုက်သည့်ဦးကျော်တင်ကိုအဘိုးညိုကပရီလုံးကြီးများကိုလည်းမဆွဲလျက်အနာတို့မရေတည်းကပ်လာပြီးဟဲ့ဖုတ်ကနင်းကိုဒီညအပြီးထုတ်မယ်ဘာကျေလောင်လာသည့်ဦးကျော်တင်အတန်ကြောင့်ဘိုးညိုလန့်လို့သွားပါတော့တယ်ငါ့ကိုဘာများမှတ်နေတယ်တရွာလုံးကိုတတ်ပလိုက်မယ်နော်ခမားအဆင့်လောက်နဲ့လာမလောက်နဲ့မလောက်လေးမလောက်စားနဲ့ဦးကျော်တင်ဟာပြောလဲပြောထားထိုင်လိုက်ရာမျက်နှာစည်းရွယ်လောက်သာရှိတော်သည်အခန်းထဲမှာလဲဘိုးညိုနဲ့ဦးကျော်တင်နှစ်ယောက်သာရှိ၍ရနန်းစီမီးလေးယောက်သာရှိပါတယ်ကျန်လူများကတော့အခန်းပြင်ကနေအခြေအနေကိုစောင့်ကြည့်နေကြပါတော့တယ်ငါဒီမှာနေရင်လို့နေတာမဟုတ်ဘူးလူမပြည့်သေးလို့နေနေတာငါ့ကိုလာမနှောက်ရှင်းနဲ့အဖိုးညိုကကြောက်နဲ့မျက်လုံးကိုမှိတ်ခါဂုံတော်တို့ကိုအဆက်မပြတ်ရွရွနေပါတော့တယ်ဘာမှလုံးမနေနဲ့သွားတော့ကြာရင်ကုတ်ချိုတတ်မိမယ်လူပြည့်ရင်ငါအိမ်မဲကြီးရှိသွားမှာထွက်သွားဦးကျော်တင်ရဲ့လေးသားကြောက်စရာကောင်းသည့်ထက်ကောင်းလာသလိုအဖိုးညိုဟာလည်းကြောက်လွန်းလာတာကြောင့်အခန်းပြင်သို့ထွက်လာပါတော့တယ်အိမ်ရှိခန်းမှာတော့အားလုံးထိုင်ဆောင်၍အဖိုးညိုကတော့မလွယ်ဘူးတကြီးဖုတ်ပြင်ကတ်နေတာဆရာကောင်းကောင်းနဲ့ထုတ်မှရမယ်တာမန်တော့ကျုပ်ကနိုင်တယ်အခုကောင်ကနင်းတဲ့ကောင်မဟုတ်ဘူးခက်တယ်ဗျာဘယ်လိုလုပ်အောင်မှန်းကိုမသိဘူးရွာနာတယ်ဆိုတာအဲ့ဒါကိုပြောတာတကြီးကစိတ်ပြတ်ဆိုတာပြောလိုက်ပါတော့တယ်ဒီတိုင်းထားလို့ပဲဖြစ်မလဲဗျကောင်မလေးကိုလည်းမှားထားရအောင်မယ်သူဘာတောင်းတော့မပေးနဲ့လို့ပေါကြီးဟာထိုးသို့ဝင်ပြော၍တကြီးခွင့်ပြုမယ်ဆိုရင်မိုးဝင်းနေရွာကိုကျုပ်တို့သွားပြီးဆရာပြင့်မယ်ဆရာရဲ့စွမ်းကိုဖုတ်ပြင်ဖြစ်အေဂရိပင်ဖြစ်ဘယ်ခံနိုင်မလဲဗျာအိမ်မော်ထမှာရုတ်တရက်ထွက်ပေါ်လာတဲ့စူညံတန်ကြောင့်တကြီးပါဝင်ရွာသားအားလုံးတန်ပြန်ရေရွတ်လိုက်ကြပါတော့တယ်ပေါကြီးစကားကြောင့်လားတော့မသိအခန်းထဲမှာခြေဆောင်တန်များဟာခြေလောင်စွာထွက်ပေါ်လို့လာသဖြင့်
အိမ်ရွှေဝိုင်းမှာလူများဟာတယောက်မျက်နှာတယောက်ကြည့်ပြီးအိမ်မော်မှဆင်းသွားပါလေတော့တယ်ခွဲဦးသားများကလည်းရွာထဲမှာဆွဆွငင်ငင်ဦးလိုက်တဲ့အတန်းကတက်ကြီးကောင်းချခြင်းလွန်၍ထွက်ပေါ်လာပါတော့တယ်ရွာလေလမ်းမှာအခုလိုအချိန်မပြောနေမိုးချောစအချိန်တောင်အဖော်မပါပဲဟိုရင်ဒီရင်ကူးရဲကြတာမဟုတ်ထိုချိန်ခွဲဦးသားတွေကလည်းအဆက်မပြတ်တချို့တလေအားတကားဝမှာမဝဲမရဲလှမ်း၍ကြည့်တော့အရင်မမဲကြီးလမ်းလျှောက်နေရကိုတွေးလိုက်ရပါတော့တယ်ကိုစိုးကျုပ်တို့ကလေးတွေကိုတခြားကြည့်ထားနော်ရှင်လည်းမအိမ်နဲ့ကျုံလည်းမအိမ်အေးပါဟာကိုစိုးနဲ့မိတီတို့မှာကလေးက3ယောက်တော့ငယ်ဆုံးကလေးက3လသားကျမ်းမာရေးကကောင်းတာမဟုတ်ခဏခဏတက်လို့တစ်ဖက်ရွာကဆရာစီခဏခဏပြေးနေရသည်အကြီးနှစ်ယောက်က9နှစ်နဲ့3နှစ်အရွယ်ဆိုတော့ပြဿနာမရှိကျမ်းမာရေးကလည်းတောင်မြည်လို့နေသည်ကလေးငိုနေတဲ့အချိန်မှာခွေးဥတန်ကလည်းမရက်သေးကိုစိုးအားထင်ရကိုမိ၍ထားရင်လက်ထက်၌ဝါးစိမ့်တို့ကိုကင်ထားပါတော့တယ်မိဒီကလည်းကလေးကိုရင်ခွင်၌ပိုက်ထားပြီးတော့ခဏကြာတော့ခွေးဥတန်ကရက်လို့သွားတယ်အခုမှပဲစိတ်ချရတော့တယ်မိဒီရေစိတ်ချရတယ်လုံနေနဲ့တတိနဲ့အိတ်ရှင်ကအိတ်လိုက်ရင်အတီအတိုင်းပဲအေးပါဟာတဏီကုံသစ်ဆွဲရတာပင်ပန်းတော့အိတ်ချင်တာပေါ့မိမရဲ့မိဒီယာဘာမှမပြောတော့ကလေးကိုဖျားဝချ၍တိတ်လိုက်ပါတော့တယ်ထိုစဉ်ကလေးကထား၍ငိုပြီးထိုစဉ်တို့ကလေးရဲ့ပါးစပ်အောင်မှတိတ်ပေးလိုက်ရာအားရပါရဆိုပါတော့တယ်အေးအိတ်ပါကွယ်သားလေးရဲ့ကိုစိုးကခေါင်းချလိုက်ပြီးမကြခင်မှာပဲဟောက်လို့တော့နေလေတော့တယ်မိဒီယာကလေးနိုးတိုက်ပြီးမကြခင်မှာပဲသူကိုယ်တိုင်အိတ်ချင်လာသည်ကိုမထိန်နိုင်တော့ပဲမျက်လုံးများမေးစင်းပြီးမကြခင်အိတ်ပျော်လို့သွားပါတော့တယ်ဘာကလေးမရှိဘူးဟုတ်လားမိဒီဟုတ်တယ်ကိုစိုးရဲ့မိဒီရဲ့ရှာကြီးတငယ်ငိုရှိုက်တန်ကြောင့်ဘေးဝန်းကျင်အိမ်များကလည်းရောက်ရှိလို့လာပါတော့တယ်ဘယ်လိုဖြစ်တာတော့ကိုစိုးကျုပ်တို့လည်းညဘက်သတိနဲ့အိတ်ထားပါညနက်တော့အရန်အိတ်ချင်လာနဲ့အိတ်လိုက်တာမနက်နိုးတော့ကလေးမရှိတော့ဘူးဗျတို့ရွာလည်းစဉ်းစားများဖြစ်နေပြီတကြီးကိုအကြောင်းသွားကြားကြမယ်နေပါဖိုးထွေးကအကြောင်းကြားလဲအပိုးပဲတကြီးလည်းဘာမှလုပ်ပေးနိုင်တာမှမဟုတ်တာကိုစိုးကစိတ်ပြက်လက်ပြက်နေပြောတော့လူကြီးတချို့ကဒီလိုလွဲဘယ်ဟုတ်ပါမလဲသူလည်းမတတ်နိုင်တော့လက်ပိုက်ကြည့်နေရတာကျုပ်ဥကြော်တယ်ကိုမသိငါဘူးဘာလို့လဲကိုစိုးသူကဖုတ်ဝင်နေတာလေဖုတ်သေးရဲဆိုတော့လူကိုဒုက္ခပေးတယ်မဟုတ်လားခလေးတွေပြောင်းနေတာဥကြော်တင်ဖုတ်ဝင်နေတာပါဆရာနဲ့ထုတ်ဖို့တကြီးပဲစီစဉ်နေပါတယ်ကိုစိုးကတော့လုံးဝမကြည့်နဲ့ဘယ်သူပြဿနာရှာလို့ရှာရမှမသိတာကြောင့်ဒေါသထွက်လို့နေပါတော့တယ်စိတ်ထိန်ပါကွာငမိုးနဲ့တာနိုးနဲ့တိုင်ပင်ပြီးလောက်ကြတာပေါ့ဖိုးရဖျောင်းပြောတော့ကိုစိုးဟာလာကွာဒီနေ့ကောင်ခေါ်ပြီးမောင်ကြီးတဲမှာရက်သွားတော့ကြမယ်တို့တို့ပြောရေးပစိုးကိုတို့ပြင်ဝစ်ခါဖိုးထွေးနဲ့အတူထွက်၍လာကြပါတော့တယ်ငမိုးကလမ်းမှာအစင်းစင်းတွေးခေါ်လာပြီးတာနိုးကိုယားထဲလိုက်ခေါ်ရတယ်လူဆောင်တော့မောင်ကြီးတဲမှာချက်ရက်နဲ့မြေပဲလှော်ကိုတောက်စားကြရာအတော်ကလေးမူးလို့လာပါတော့တယ်ငါသမီးလေးကကျမ်းမာရေးတိတ်မကောင်းဘူးကွဘသူကဘာလုပ်ဖို့ခိုးတာလဲကွာငါအရန်ဝမ်းနေတယ်ငမိုးကငိုတန်းပပကြီးနဲ့ပြောတော့တာနိုးကငါလည်းမင်းလိုပါပဲကွာငါကပူပူနွေးနွေးခံစားရတာကွငါတော့ဟိုအိမ်မဲကလူကြီးတွေကိုမသိငါဘူးဘာဆိုင်လို့လဲကွာဆိုင်တာပေါ့သူတို့ကဝိညာဉ်တွေကိုလိုသလိုခိုင်းလို့ရတယ်မဟုတ်လားဒေါ်စိန်အိမ်မက်မှတ်ထားလဲအခုဆိုမှန်းလာပြီကိုစိုးကရက်ဝင်သွားတော့ပိုးရိပ်သွေးကြလာတယ်ထို့ကြောင့်ငါအိမ်မကြီးတဲ့ဝင်ပြီးအပြတ်မေးမှာကွာမလုံးပါနဲ့မင်းဝိညာဉ်နှုတ်အောင်မယ်သူတို့ကသင်မင်းရဲ့တမန်တော်တွေလေကွာဖိုးရပြောတော့ကိုစိုးကမင်းတို့မလိုက်ရင်နေငါတယောက်တည်းသွားရှင်းမယ်မင်းကဘာရှင်းမှမလို့လဲသူတို့ကဝိညာဉ်တွေအကြောင်းသိတော့အ ਨੇ ဆုံးကလေးမမရှိလဲဆိုတာသိရမယ်ကိုစိုးဆိုတဲ့ကောင်ကဘာမှကြောက်တာမဟုတ်ဘူးကိုစိုးကခက်ကြွကြွပြောရင်မတ်တထားရက်ခါခန္ဓာကိုယ်ရိုင်လို့နေပါတယ်ကိုစိုးတတိထားလေရတယ်ငမိုးရတယ်
ကိုဆိုးဟာရဲထိုင်ကထွက်သွားတော့ငမိုးတာတို့နဲ့ဖိုးထွေးတို့ကလည်းနောက်မှလိုက်ပြီးလာကြပါတော့တယ်သားသမီးစောကြောင့်ဘာကူမှမမြင်နိုင်တော့တဲ့ဖခင်တို့ရဲ့ရင်ထဲမှာတော့အကြောက်တရားဆိုတာမရှိတော့ပြီမဟုတ်ပါလားဗျာအိမ်မဲကြီးရဲ့ခြံကြီးတဲ့ရှိမြက်ခင်းတွေပေါ်မှာတော့ကလေးအနီးစာတွေတွေ့ရ၍ကိုဆိုးဟာအိမ်မဲကြီးရှိမှမတ်တရက်လျက်အိမ်ထဲသို့ကြည့်နေရာသူ့ဘေးတွင်မိုးကြီးတာနိုးနှင့်ဖိုးထွေးတို့ရှိနေကြတယ်ပြောအိမ်ရှင်တို့ကိုဆိုးဟာရှာလေးအားလေးနဲ့အတန်ကိုဟစ်ခါခေါ်လိုက်ရတယ်အိမ်မဲကြီးဟာပြန်ထူးတဲ့ဘာမှမကြရအိမ်ရှင်တို့ကိုဆိုးလူမရှိဘူးနဲ့တူရတယ်ဗျာဖိုးထွေးကဆက်၍မခေါ်စီလို့ပြောတော့လဲကိုဆိုးကလည်းမရဘူးကွာငါပြက်မင်းပဲဒီအိမ်ကြီးကလူတွေကလွယ်တာမဟုတ်ဘူးတခုလုံးလိုက်မှဖြစ်ဒုက္ခရောက်နေပါပဲမင်းကြောက်ရလားဖိုးတွေကြောက်ရင်ပြန်တော့ကွာကိုဆိုးဟာမရငကိုကလေးကတစောက်ကန်ရှိသူဖြစ်ချင်တာဖြစ်ဆိုသည့်ဉာဏ်ရှိသူဖြစ်ရသည်အင်းရှင်တို့လေတံကိုထမ်းမြင့်ခေါ်တော်လဲအင်ကြီးထဲမှလှုပ်ရှားမှုအတန်ကိုဝင်မကြားရ၍ကိုဆိုးဟာလာဝါအိမ်ထဲဝင်ကြမယ်ထို့သောပြော၍ခြံထဲသို့ဝင်လာရာမိုးကြီးနှင့်တာနိုးတို့လည်းနောက်မှကြောက်နဲ့လိုက်လာကြတယ်ခြံဝါနဲ့အိမ်မဲကြီးရှိရာကဝန်လမ်းမှာအရှိကြီးဖြစ်သလိုကုန်းမြင့်တွင်စောက်ထားသည့်အိမ်မဲကြီးဟာကုန်းပေါ်တွင်ထီကြီးရှိ၍နေပါတယ်ကဝန်လမ်း၏တစ်ဖက်မှာတော့မြက်ခင်းများရှိ၍မြက်ပင်တို့မှာလည်းစိမ့်ဆိုရှိလာတယ်ကိုဆိုးဟာဘေးဘက်သို့မကြည့်ပဲတက်လျှောက်လာပေမဲ့မိုးကြီးနဲ့တာနိုးတို့ဟာဟိုကြည့်ဒီကြည့်လေရာဟမ်ဘာလဲမိုးကြီးခြေလန်းတန်းကရသွားသောမိုးကြီးဟာတာနိုးဟာမေးလိုက်ပါတော့တယ်ဟိုမှာမိုးကြီးပြားတို့တာနိုးကြည့်လိုက်ရာကလေးနီးတွေပါလားဟေးရှေ့ရရှောင်းနေသည့်ကိုဆိုးကကြားသွားပြီးဘာလဲကွာကိုဆိုးဟိုမှာကလေးနီးတွေမဟုတ်လားမြက်ခင်းဆက်တွင်ဖျက်လန်းထားသည့်ပစိုးနီးပိုင်းသုံးခုကြောင့်သူတို့အံ့ဩသွားသည်ငါသားလေးနီးလည်းပါတယ်ကွာဟိုနီးပိုင်းကငါပစိုးကွာငါသမီးလေးပျောက်သွားရင်ညာထုတ်ခဲ့တဲ့ပစိုးပိုင်းငါမှတ်မိတယ်သူတို့တော့လုံးတွေးဆူသွားကြတယ်ကလေးပြောင်းနေတာအိမ်မဲကြီးကလူတွေနဲ့ပတ်သက်နေတယ်ဟုတွေးထင်လိုက်ပါတော့တယ်ငါထင်တဲ့အတိုင်းပဲအိမ်ထဲမှာကလေးတွေတွေ့လို့ကတော့အပြတ်ရှင်းပဲကိုဆိုးဟာကျင်းဝါရဲ့အိမ်မဲကြီးဤတကားဝါသို့ရောက်လာပါတော့တယ်တကားဝါသို့ရောက်သောအခါအင်ရှင်တို့ပြောအင်ရှင်တို့ကိုဆိုးဒေါသတဲ့နဲ့အတင်းကျုံ၍អော်လိုက်ပါတော့တယ်ပြောအင်ရှင်တို့ဘာလို့ဒီလောက်တောင်អော်နေရတာလဲဟမ်နောက်ကျောကထွက်လာတဲ့အတန်ကြောင့်လှဲကြည့်လိုက်ရာချောမောလှပသည့်မိမပြိုတူလက်ထဲတွင်ခေါင်ရမ်းပန်းကိုကိုင်းကရဲ၍နေပါတော့တယ်ကိုဆိုးဟာကျုပ်ကလေးပြောက်သွားလို့ဒီအိမ်လာရှာတာထိုးထိုးပြောလိုက်အောင်မိမပြိုလေးကပြောလေရှင်းကလေးကဘဲရွယ်လေလာသားရွယ်ကလေးကကျမခြံနဲ့ဝင်ဆော့မယ်မထင်ပါဘူးတခြားနေရာသွားရှာပါလားဟမ်မိမပြိုလေးစကားကြောင့်ကိုဆိုးဟာဘာဆက်ပြောရမှမသိဖြစ်သွားပါတော့တယ်မိုးကြီးဟာမရဲတည်းရဲနဲ့ကျွန်တော်တို့ကလေးတွေလည်းပျောက်နေတယ်ရှင်တို့ကလေးတွေပြောတာကျမတို့လည်းမဆိုင်ဘူးဟိုနီးတွေကမိုးကြီးစကားမဆုံးခင်မိမပြိုလေးဟာဟိုဝိစာတွေကတင်းချမ်းရကောက်လာတာကျမတို့အိမ်မှာတင်းချမ်းရပစ္စည်းတွေပဲသုံးတယ်ဗျာရှင်တို့မယုံလို့လားလာထည့်လိုက်ခဲ့မိမပြိုလေးဟာသူတို့ကိုကြော်ကအိမ်ထဲသို့ဝင်သွားသဖြင့်သူတို့တော့ရောက်လဲအထဲသို့လိုက်ဝင်ခဲ့ပါတော့တယ်ဟမ်အိမ်ထဲကန်တွင်တွေးလိုက်ရသည့်အရွယ်တူပုံစံတူခေါင်းနဲ့ကြီးများကြောင့်အံ့ဩသွားရသည်ခေါင်းကအားလုံး၅ခေါင်းခေါင်းများရဲ့ဇပွဲပေါ်၌အယိုးကောင်းလက်ဖြံယိုးခြေထောက်ယိုးစတာတွေဖေဖရဲတင်ထားတယ်သူတို့တော့ရောက်မရရနေစဉ်အခန်းအနောက်ဘက်မှခြေတံကိုကြားလိုက်ရ၍ခိတ္တကြတော့အနက်ရောင်တစ်ဆက်ထဲဝစ်စုံကိုဝစ်စင်ထားပြီးခေါင်းဆောင်ဆောင်ထားသည့်အဖွားကိုတူတောင်ဝိတ်ကိုထောက်ခါအေကန်ထဲသို့ဝင်၍လာပါတော့တယ်အဖွား၏ပုံဝန်းတံကိုအနီးကပ်မြင်လိုက်သောအခါကိုဆိုး
မိုးကြီးနဲ့တာနိုးတို့အံ့ဩသွားရပြန်တယ်အသားရည်ကတွန်းနေသလိုမျက်လုံးမရှိပဲဟောက်ပတ်ကြီးဖြစ်နေတယ်မင်းမပြောဟာဒါကျမအဖွာရှင်တို့မေးစရာစီရမေးထို့သူပြောရာကိုစိုးကမူးရာများပြေသွားသလိုကြောက်စိတ်ကြောင့်ကြက်သိမ်းများထ၍နေပါတော့တယ်ဘာပြောစရာရှိတယ်ပြောကြအဖွားကခပ်ပြပြပြောရာကိုစိုးကမရေတည်းဖြင့်ကျွန်တော်တို့ကလေး3ယောက်အကိုခံလိုက်ရလို့ပါအဲ့ဒါဒီမှာများထို့သူမေးရာအဖွားကကိုစိုးစကားမဆုံးခင်လက်ကပြ၍မင်းတို့ကကလေးတွေရဲ့အဖေတွေလားဟုတ်ပါတယ်အားလုံး3ယောက်နော်ဟုတ်ကဲ့ပါအဖွားကတောင်ဝေးကိုထောက်လျက်ခေတ္တငြိမ်ပြီးမှမင်းတို့ကလေးတွေကိုဝိညာဉ်တွေကခေတ္တခေါ်ထားတာဘာမှမဖြစ်ပါဘူးဟိုကျွန်တော်ငါစကားမဆုံးသေးဘူးမင်းတို့ကလေးတွေကိုတကယ်ချစ်တယ်ဆိုနောက်ဘယ်တော့မှဒိုးရင်ကြီးစီကိုမလာနဲ့ခြံထဲမှာလည်းဝိညာဉ်တွေရှိတယ်သူတို့ကိုမင်းတို့ကမြင်ရတာမဟုတ်ဘူးသူတို့မကျင်နိုင်ရင်မင်းတို့ဝိညာဉ်ကိုနှုတ်လို့ရတယ်ဗျာအဖွားဝဲစကားတန်ဟာဆွဲဆောင်မှုရှိနေသလိုကိုစိုးတို့ကလည်းစကွင်းတစ်ခုတည်းရောက်နေသလိုခံစားနေရပါတယ်ညီမညနေခေါင်းရမ်းသွားဖို့မမေ့နဲ့နော်ဟုတ်ကဲ့ပါဖွာမင်းတို့လည်းသွားတော့ငါမှားတာမမေ့နဲ့ရွာထဲမှာဖုတ်ဝင်နေတဲ့အလောင်းရှိတယ်မဟုတ်လားဘယ်ဆီယာမှမထုတ်နိုင်ဘူးအဲ့ဒီကောင်ငါကိုယ်တိုင်လာခေါ်မယ်ဟုတ်ကဲ့ကိုစိုးတို့လည်းပြန်ရန်လှည့်ထွဲလိုက်စဉ်ခေါင်းနဲ့ကြီးများထဲမှရီမောတံများထွက်လာရာ3ယောက်သားတိုင်ပင်ချင်းမရှိပဲတုတ်ချေတင်၍ပြေးထွက်လာပါတော့တယ်ဒီနေ့မှာကျွန်တော်ရဲ့မြန်မာရသ YouTube channel လေးကတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ဇာရေးဆရာမမော်ဂရီရေးသားထားတဲ့ရွာထဲကအလောင်းကောင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းလေးကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ရင်းကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုအခုလိုလာရောက်နားထောင်ပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာစီးပွားလက်လာပါများလဲဒီရေလာတိုးတက်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ရတာပါ